pain that you're having is from the kidney. ဘာဖြစ်လို့လဲဆိုအဲ့ဒီခါနာတာကကြောက်ကကြောင်တဲ့ You feel fatigued and tired. ပင်ပန်းနေမိုးတယ်နွမ်းနေတယ် Around here, right? Right here, right? ဒီနားလေးမှာ Right here, right? အဲ့နားလေးမှာနော်ဟုတ်တယ်နော် Everybody lift their hands. ကျွန်တော်တို့လက်မြောက်ပြီးတော့သူ့ဘက်ကိုဆန်တန်ပေးကြရအောင် In the name of ယေ Jesus, ရှုနာမအားဖြင့် I cancel every sickness. ဖြာနာခြင်းနဲ့အကုန်လုံးကိုပယ်ဖျက်လိုက်ပြီ New organ now in အ Jesus' တိတ် name. တော့ကိုအင်ကိုအတွင်း I declare in the name of Jesus. ယေရှုနာမနဲ့ခြင်းညာတယ် Amen. Amen Amen. Amen Amen. Amen Sit down. ပြန်ထိုင်လို့ရပါပြီ You're having a problem too much, ဆိုတော့ပြဿနာတွေအများကြီးရင်ဆိုင်ရတယ် right? You fight, you bump head. စကားများတကြလားစကားများ There's something that you need to take care. ဆိုတော့အခုအနေနဲ့ကယူဆိုင်ပေးရမယ့်အရာတွေရှိတယ် Okay? Listen to her heart. When she asks you to do it, do it, do it, do it. ဆိုတော့ तू မစိတ်နှလုံးသားထဲမှာခံစားတဲ့အရာကိုနားလေပေးပါ Okay. လုပ်ပါလို့ तू ပြောတဲ့အရာတွေကိုလုပ်ပေးပါ She doesn't want too much from you. She doesn't want a lot from you. သင်စီကအများကြီး तू မလိုချင်ပါဘူးတဲ့ But it's something that husband should do for the wife. ဒါပေမဲ့ခင်ပွန်းတဲ့တယောက်အနေနဲ့ဇနီးတဲ့အပေါ်မှာလှုပ်ဆောင်ပေးရမယ့်အရာတွေကို You don't have to get mad at her. तू မအပေါ်မှာစိတ်မဆိုးနဲ့တော့တဲ့ She never call me. She never know me. She never tell me anything. ကျွန်တော်ကို तू မသိပါဘူးတဲ့ကျွန်တော်ကိုလည်းတခါမှမပြောဘူးပါဘူး I တဲ့ never see you, right? ကျွန်တော်ကိုကျွန်တော်သူ့အရင်တော့မမြင်ဘူးပါဘူးတဲ့ But your wife is depressed. ဒါပေမဲ့ तू စိတ်ဖိစီးနေတယ်တဲ့ You need to put things back together as a leader of family. ဆိုတော့မိသားစုရဲ့ခေါင်းဆောင်ကောင်းတစ်ယောက်အနေနဲ့ယက်တည်ပေးပါ Okay? ဟုတ်ပြီနော် And I want your heart to be gripped by the faithfulness of God. ဖယားမှာသစ္စာရှိတဲ့နှလုံးသားကိုမိအရာဆုပ်ကင်ထားပါ You understand? နားလေလား So turn away from that thing အဲ့ဒီအရာကိုကြောခိုင်းလိုက်ပါတော့တဲ့ and you will live long. သင်အသက်ရှည်ရှည်နေရလိမ့်မယ် Because I see the back pain ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီခါနာနေတဲ့အရာက have been hitting you less than 7 months by 8 months, 7 months around လွန် there. ခဲ့တဲ့9လ10လအတွင်းလောက်မှာစပြီးတော့နာကျင်ခဲ့တယ်တဲ့ Around like not a year yet. That's what တနှစ်တောင်မပြည့်သေးဘူးတဲ့အဲ့ဒီနာတာ for the heavily hit. ဆိုတော့ဒီထဲမှာစူးပြီးတော့နာတာ9လ10လလောက်ပဲရှိသေးတယ် So what I want to warn you ဆိုတော့ကျွန်တော်တတိပေးခြင်းတဲ့အရာလေးက and correct you, ကျွန်တော်ပြုတ်ပြင်စေခြင်းတဲ့အရာလေးက okay? You know what you need to do. သင်ဘာလုပ်ရမယ်ဆိုတာသင်သိပါတယ် The Lord have mercy on you. ဖယားသခင်ရဲ့မေတ္တာကရုဏာသင်အပေါ်မှာရှိတယ် You understand? နားလေတယ်နော် So be a good husband. ဆိုတော့ကောင်းသောခင်ပွန်းတဲ့တယောက်အဖြစ်ယက်တည်ပေးပါ Your wife love you so much, သင်ဇနီးတဲ့အသင်ကိုအယမ်းချစ်တယ် and when you go up to heaven, သင်ကောင်းကင်နိုင်ငံရောက်တဲ့အခါမှာ can you see the hand of husband? Every husband, အမျိုးသားတွေလက်မြောက်ပေးလို့ရမလား Every အမျိုးသားတွေအားလုံးလက်မြောက်ပေးလို့ရလား anyone that have wife, raise your hand. ဇနီးတဲ့ရှိတဲ့အမျိုးသားတွေဇနီးတဲ့ရှိတဲ့အမျိုးသားတွေပဲဇနီးတဲ့ရှိတဲ့အမျိုးသားတွေ Okay, put your hand down. ဟုတ်ပြီပြန်ချလို့ရပြီ Listen, နားထောင်ပါ someday when you go to heaven, တနေ့သင်တို့ကောင်းကင်နိုင်ငံရောက်တဲ့အခါမှာ your wife သင်တို့ရဲ့ဇနီးတဲ့ဟာ will not be your wife no more. သင်တို့ရဲ့ဇနီးတဲ့ဟောက်တော့မှာမဟုတ်ဘူးတဲ့ Your wife will be your sister. ဇန်တဲ့ရဲ့ဇနီးတဲ့သင်ညီမဖြစ်လာလိမ့်မယ် You understand? နားလေလားမသိဘူးနော် Your wife will be your sister. သင်ရဲ့ဇနီးတဲ့သင်ရဲ့ညီမဖြစ်လာလိမ့်မယ်တဲ့ကောင်းကင်နိုင်ငံရောက်တဲ့အခါမှာ And God will ask every husband, ဖယားသခင်ကခင်ပွန်းတဲ့အတိုင်းကိုပြောနေတယ် did you take good care of my daughter? ငါသမီးကိုသင်တဲတဲချာချာပြုစုစောင့်ရှောက်ခဲ့လားလို့မဲနေတယ် Because in this world, ဒီလောကမှာ you choose her ဆိုတော့သူမကိုသင်အသုံးချတယ် and you make a covenant. ဆိုတော့အပေါင်းအဖော်ဖြစ်တဲ့အသုံးချတယ် So the husband, you have the duty to take good care of the family, wife and kids. ဒါကြောင့်ခင်ပွန်းတွေကိုယ့်ရဲ့ဇနီးတွေကိုယ့်ရဲ့သားသမီးတွေကိုတာဝန်ယူဖို့သင်တို့မှာတာဝန်ရှိတယ် And show more love, show more love, မေတ္တာတွေပို့ပြီးတော့ပြပေးကြပါ show more love. မေတ္တာတွေပို့ပြီးတော့ပြကြပါ And everything going to be blessed. အရာရာတိုင်းဟာကောင်းကြီးမင်္ဂလာဖြစ်လာလိမ့်မယ် Because sometimes people have a heart broken in the heart. ဘာဖြစ်လို့လဲတခါတလေကျွန်တော်တို့စိတ်နှလုံးသားထဲမှာကြိုးပိနေတယ် And they don't know how to be a good husband. တခါတလေကောင်းသောခင်ပွန်းတဲ့တယောက်အနေနဲ့ဘယ်လိုအသက်ရှင်ရမယ်ဆိုတော့ကျွန်တော်တို့မသိတော့ဘူး But the Lord can guide you, ဖယားသခင်ကလမ်းပြပေးနိုင်တယ် can lead you through. ဖယားသခင်ကပို့ဆောင်ပေးနိုင်တယ် In Jesus' name, ယေရှုခရစ်တော်၏နာမ၌
Amen. Amen Let's have a big hand for all the ကျွန်တော် husbands. တို့အားလုံးခင်ပွန်းတွေကိုလည်းခောက်တီးပြီးတော့ဂုဏ်ပြုရအောင် And for the women, ကျွန်တော် husband. တို့အားလုံးခင်ပွန်းတွေကိုလည်းခောက်တီးပြီးတော့ဂုဏ်ပြုရအောင် And for the women. အမျိုးသမီးတွေ For the women. အမျိုးသမီးတွေအတွက် If you want to choose your husband, ခင်ပွန်းတွေကိုရွေးချယ်ခြင်းနဲ့ဆိုရင် make sure you be smart. သင်စမတ်ဖြစ်ဖို့လိုအပ်တယ်ဆိုတာကိုသိထားပါ Don't be a fool. မိုက်မဲမရွေးချယ်မိစေနဲ့ You're going to choose the husband that can take care of you. သင်ကိုတာဝန်ယူပေးနိုင်တဲ့ခင်ပွန်းတွေမျိုးကိုရှာပါ You can choose a husband that love သင် you ကိုချစ်မဲ့ခင်ပွန်းတွေကိုရှာပါ and care about you သင်ကိုတာဝန်ယူပေးနိုင်တဲ့ခင်ပွန်းတွေမျိုးကိုရွေးချယ်ပါ more than care about friends. တခြားမိတ်ဆွေတွေကိုလည်းတာဝန်ယူပေးနိုင်တယ်ဂရုစိုက်ပေးနိုင်တဲ့ခင်ပွန်း Because တွေကိုရွေးချယ် some ပါ husband always go out with friends ဘာဖြစ်လို့လဲဆိုတော့တချို့ခင်ပွန်းတွေကတငယ်ချင်းတွေနဲ့ပဲအပြင်သွားလေးရှိကြတယ် and let wife cry at home. အမျိုးသမီးတွေကိုအိမ်မှာငိုပြီးတော့သူတို့ခြံထားခဲ့တတ်ကြတယ် That will not happen to you. သင်ရဲ့အသက်တာထဲမှာလုံးဝမဖြစ်စေရဘူး You will be a good one. သင်ဟာကောင်းသောခင်ပွန်းတွေတယောက်ဖြစ်လာတယ် Everybody shall prophesy. Prophesy